Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လေးပြပြပြီးတော့မှဒီ A2 event အကြောင်းကိုပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီ A2 event ဆိုလို့ရှိရင်2026ရှလပိုင်း1ရက်နေ့ကနေပြီးတော့2026ကုလပိုင်း3ရက်နေ့ဒီရောက်ရှိမှာပဲဖြစ်ပါတယ်ဒီ A2 event မှာဆိုရင်ကျွန်တော်တို့နေ့စဉ် daily discount နဲ့1တော့1တော့နေ့တိုင်းလှည့်ပေးလို့ရပါတယ်တန်တော့ဖောက်မယ်ဆိုရင်UC 900နဲ့ဖောက်မှာပဲဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်တို့လေဖောက်တဲ့အချိန်ကြီးလိုက်ရမယ်ဟာဒီကဒေါ်20ဆိုရင်ကျွန်တော်တို့မတီတီချောင်းသေးလေးရမယ်နောက်ပြီးတော့ကျွန်တော်တို့ဒေါ်လေးသေးဆိုရင်ကျွန်တော်အဲဒီကြာမြင့်တဲ့ဟာလေးအတုံးသေးလေး40ရမယ်တုံးသေးလေး3လုံးရမယ်ပြီးတော့ကျွန်တော်တို့ဒေါ်80မှာဆိုရင်ကျွန်တော်တို့အိစုပေါင်လေးရမယ်ပေါ့နော်ပြီးရရင်ကျွန်တော်တို့ဒေါ်120ဆိုရင်ကျွန်တော်တို့မတီတီရဲ့ချောင်းကြီးတစ်ချောင်းရမယ်ပြီးတော့ကျွန်တော်တို့အိစုစတာမြင့်နဲ့ဒီစတာကို upgrade လုပ်တဲ့မရီတော့ကြီးတုံးရမှာပဲဖြစ်ပါတယ်အဲဒီစကေမှာဆိုရင်ဒီအိစု event မှာဆိုရင်စကေအနေနဲ့ဆင်းနေနဲ့ဒီကောင်ဆိုရင်ဟုတ်အဲဒီစကင်တိမ်ငက်ပေါ့နော်တိမ်ငက်ပုံစံလေးကဆန်းကျစ်စင်ပြီးတော့ဒီမှာနောက်တစ်ခုကဆိုရင်ဒါကျွန်တော်မြေခွေးနဲ့နော်မြေခွေးပုံလေးနဲ့ဆန်းကျစ်စင်ဒီကောင်လည်းမိုက်တယ်ဒီလူတွေအကုန်လုံးတော့လှရဗျာဒီတိုင်းဒါဆိုရင်သမင်းလုံးဝကျစ်စင်ကြီးဒီပုံလေးပေါက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ outfit လေးတွေရမှာပါအဲဒါမို့ဒီကောင်လေးပေါက်ရဆိုရင်ဒီ gun skin ကတို့ AC32 နော် AC32 epic gun AC epic gun skin လို့ဖြစ်တယ်ကြည့်လို့ရှိရင်ကျွန်တော်တို့ဒီ level map မှာဆိုရင်အဲဒီရဖတ်ကြည့်မယ် key message ကိုကြည့်လိုက်မယ် key message ဆိုရင်လုံးဝကျွတ်စင်ကြီးဒါဆိုဒီထားမလားတမင်ကောင်းရောတိမ်ငက်ကောင်းရောမြေခွေးကောင်းရောအဲ့မှာ key message မှာပါရကျွန်တော်တို့ဒီမှာပုံအဲ့ဒီပုံထဲမှာ show လိုက်ရပုံလို့ဒါလာတယ်ပြီးရရှင်ဒီမှာဒီဟွာလောက်တဲ့ဟာဆိုရင်ဒါမှန်တယ်ပြီးရရင်တို့အဲ့ဒီလုံးဝကိုကြည့်လိုက်ရပွဲထဲမှာဆိုရင်ဒါလေးနဲ့ဆောင်းရဆိုဆောင်းကျွတ်စင်ကြီးရပြီးတော့ကန်သွင်းကန်ထုတ်မှာဆိုရင်ဆောင်းမိုက်တယ်ဒီမှာ show လိုက်ကန်သွင်းကန်ထုတ်ဆိုရင်ဒါမိုက်တယ်ဒါကတော့ကျွန်တော်တို့ဒါကဂလိုက်တာAD ဂလိုက်တာဆိုရင်လုံးဝကိုမိုက်တယ်ရှိုးလိုက်ပြရတယ်မှာဒါဆိုAD ဂလိုက်တာမျိုးစုံရှိရပါတော့2စကင်နဲ့2စကင်နဲ့ဟွာလုံးမှာပဲ2စကင်နဲ့တွားမှာနော်ဒါဆိုရင်AD emoteလုံးဝကိုမိုက်တယ်လုံးဝကိုမိုက်တယ်နော်လုံးဝကိုမိုက်တယ်ဒီမုံဘယ်လိုချက်ရှိလားပြီးကြရင်ဒီမှာနောက်တစ်ခုဒါဆိုလဲမိုက်တယ်ပုံစံတော့ဒီပဲနောက်တစ်ခုနေလေဒီမှာအေးဒီဟမ်းမကြီးရဆိုလဲဆောင်းကျစ်စင်ရောဒီမှာကျွန်တော်တို့အေးဒီပတ်ကဆိုရင်ဆောင်းရမ်းလာတယ်ဗျာဒီတမင်ကောင်းလေးနဲ့ထိတ်မှာတမင်ကောင်းလေးနဲ့တို့ဘယ်ဘက်မှာဆိုရင်မြေခွေးကောင်းနဲ့ညာဘက်မှာဆိုရင်တင်ငက်ကောင်းလေးနဲ့ဒီမှာတော့မတစ် outfit ဆိုရင်လည်းလုံးဝအောင်နော်ကျွတ်စင်ဟော what the တပတ်တော့အမေးဆက်ဒီမှာကြည့်လိုက်ဒါဆိုရင်outfit နဲ့ဝါနေရတော့ထုံးနေတော့ဆောင်းလာတယ်နော်ကျွန်တော်ဒီမှာရှိုးလိုက်ဒီ outfitဒီမှာတော့ကျွန်တော်တို့AUရဲ့တာကျော်စိမ်းတားသွားတယ်ဓမြောင်လေးနော်ဒါဓမြောင်လေးလည်းဆောင်းချစ်စင်ရပြီးတော့ကျွန်တော်တို့ granite average granite AU ရဲ့ average granite ကဆိုရင်လုံးဝဟုတ်ချစ်စင်ရွယ်ဒီမှာမိုနိုတော့မှာဆိုရင်ဆောင်းမိုက်တယ်ဗျာမိုနိုမှာဆိုရင်ဆောင်းမိုက်တယ်ဒါကတော့ကျွန်တော်တို့gas skin နော်အဲ AC32 က gas skin ကဘာညာတရကသမကလာလေးပေါ့ဗျာဒါရောအများကြီးရှိတယ်ဒီမှာဆိုရင်အများကြီးပဲ
ညာကြီးပဲညာကြီးရတယ်အဲ့မှာကျွန်တော်တို့ပေါင်းနိုင်နေရှိရတယ်ဗျာဒီချောင်းကြီးတွေပေါင်းနိုင်တယ်ချောင်းသေးလေးတွေပေါင်းနိုင်တယ်ကျွန်တော်တို့ဆေးဘူးလေးတွေပေါင်းနိုင်တယ်အေးစတာမြင်တဲ့တုံးကြီးတွေပေါင်းနိုင်တယ်ရရဲ့ဒီမှာကဖက်ကမန်လေးတွေလည်းပေါင်းနိုင်တယ်ပြီးကြရင်ဒီကောင်လေးတွေကဘယ်မှာအသုံးချလို့ရလဲဆိုတော့ကျွန်တော်ပြီးကြရင်လည်းပြပေးမယ်ဒါအိမ်မှာပါဟိုဒန်းစကင်မှာပါတဲ့ဟာလေးဒါခဏကကျွန်တော်ပြခဲ့တဲ့ဟာလေးနော်အဲ့ကောင်လေးတွေကဘယ်မှာသုံးဟွာလို့လဲဆိုဒီမှာပါလက်စုလက်ဆောင်များလဲတယ်မှုဆိုတဲ့မှာကြည့်ရတာဒါလေးတွေ1000ဆိုလို့ရှိရင်ဒီကောင်ဒီပုံလေးတွေရနိုင်တယ်အကျန်တဲ့ဟာလေးတွေဒီဘက်ရောစားစားရှိတာလေးငါဒီကောင်ဒီကန်းကြီးဆိုရင်တော့ခဏကကွိုင်လေးလဲတဲ့ကွိုင်လေးတွေ900အနေလဲလို့ရတယ်ဒီမှာဆိုင်နေအမျိုးမျိုးရှိတယ်အေးဒီအဖက်တွေကတားမိုက်တယ်ဗျာဒီကအားလုံးကကျစီနေတယ်ပြီးတော့အေးစုတစ်ထည်ရင်းစီရဲ့တစ်ထည်ရင်းစီမှာဆိုရင်အေးစု1 star တွေပဲ7 star တွေနှင်းလို့ရမှာပဲဖြစ်ပါတယ်ဒီလိုလည်းဆိုရင်ဒီမှာသူ့ရောင်ရင်းနဲ့သူ့တုံးရင်းနဲ့သူနှင်းရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ